Round 3မှာမာရွေးလို့မရတော့တဲ့ Chelsea ညီကိုတို့အားလုံးမင်္ဂလာပါကျွန်တော်တို့ချစ်တဲ့ Chelsea ဟာပြီးခဲ့တဲ့ Flamengo နဲ့ပွဲမှာနီးပြရဲ့လူထုတ်ပုံတွေကစားသမားတွေကိုနေရာပြောင်းလဲကစားစီခဲ့တာရဲ့လူစားလဲမှုညံ့ဖျင်းတာတွေကြောင့်အရှက်တကွဲရှုံးနိမ့်ခဲ့ရပါတယ်လာမယ့်ပွဲစဉ်3မှာတော့ပြီးခဲ့တဲ့ပွဲကရလဒ်နဲ့အမားမျိုးကိုသင်ခန်းစာယူပြီးအကောင်းဆုံးပြန်လာနိုင်ဖို့မျှော်လင့်တယ်ဟုတ်ကဲ့ပါမနေ့ဖြန်25ရက်နေ့နနက်9:00နာရီခွဲမှာChelsea ဟာတူနီရှာကလပ်အက်စတာရန်အသင်းနဲ့FIFA ကလပ်ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ကစားကြမှာဖြစ်ပါတယ်ဒီနေရာမှာတရေတမတ်ရရင်နောက်တစ်ဆင့်တက်မှာဖြစ်ပေမဲ့တေချာပေါက်အနိုင်ရရှိဖို့လိုအပ်ပါတယ်ပြီးခဲ့တဲ့ပွဲမှာ Chelsea ကရှုံးထားပြီးအက်စတာရန်က1-0နဲ့ LAFC ကိုနိုင်ခဲ့ပါတယ်ဒီပွဲက Chelsea တို့နိုင်ဖို့လိုသလိုပြိုင်ဘက်ကနောက်တစ်ဆင့်တက်ဖို့အခွင့်အရေးရှိနေတော့ဒီပွဲလဲခက်ခဲအောင်ပါဒါပေမဲ့အမားမလုပ်ပဲရလာတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချမယ်ဆိုရင်တော့မျှော်လင့်တဲ့အနိုင်ရလဒ်ကိုဖော်ဆောင်နိုင်မယ်လို့ယုံကြည်ပါတယ်ညီကိုတို့အမြင်တွေမှန်သွားလို့ရပါတယ်အားလုံးကိုကျေးဇူးပါခင်ဗျာ